တကယ်လို့လေကိုကအောင်မြင်မှုကြီးကြီးမားမားရဖို့အတွက်စ조사နေရလို့ဆိုရင်အခုပြောတဲ့အချက်တွေကိုမလုံးမိဖို့လိုအပ်တယ်အဲ့ဒါကတော့လေအခုခေတ်မှာလေအောင်မြင်ရတာအရန်ကိုမှလွယ်ကူတယ်လို့ထိုးချရတာလည်းအရန်ကိုမှလွယ်ကူတယ်ဒီနေ့မှာကိုကအောင်မြင်နေပေမဲ့နောက်နေ့မှာကိုကအောင်မြင်ချင်မှအောင်မြင်မှာအဲ့တော့ကိုရိုင်းကလေဒါကတနေ့အောင်မြင်ရမယ်ဆိုပြီးရည်ရွယ်ထားတဲ့လူတွေဆိုလို့ရှိရင်ကိုကျင့်တရားနဲ့ပတ်သက်တာတွေလူမှုရေးကိစ္စတွေငွေကြေးကိစ္စတွေအဲ့ဒီဟာတွေကိုကိုကစ조사နေစဉ်ကာလကလေးကအရှုပ်ရှင်းမလုပ်ထားတာပိုကောင်းတယ်ဘာလို့လဲဆိုတော့လေအခုခေတ်မှာကတယောက်ကိုထိုးချရတာအရန်ကိုမှလွယ်တဲ့အတွက်ကိုကအရန်ကိုမှမြင့်မားတဲ့ရည်မှန်းချက်တွေရှိတယ်ရွယ်ချက်တွေရှိတယ်ဆိုရင်ဒီအတိတ်မှာကလေးကမကောင်းတဲ့ကိစ္စတွေကိုတက်နိုင်သမျှရှောင်တာအကောင်းဆုံးပဲဘာလို့လဲဆိုတော့လူဆိုတာအောင်မြင်လေလေဆွဲချရတာပိုလွယ်တဲ့အတွက်ကိုကအောင်မြင်သွားတဲ့အချိန်မှာဘာမှမဟုတ်တာမလုပ်ရင်တော့မှကိုထိုးချခြင်းတဲ့လူတွေအရန်များနေတဲ့အချိန်မှာကိုမှအမဲဆက်ရှိရင်အဲ့လူကိုဆွဲချရတာအရန်ကိုမှလွယ်တယ်ဒီနေ့ခေတ်မှာဆိုရင်လူတွေကကိုဘာမှမဟုတ်တဲ့လူဖြစ်နေရင်ဆိုရင်သူတို့ကဘာမှခင်းမဆိုင်ဘူးလေဒါပေမဲ့ကိုကအရန်ကိုအောင်မြင်သွားတဲ့လူဆိုရင်သူတို့မျက်လုံးထဲမှာမျက်စိစပုံမွေးစူတတ်ကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတက်နိုင်သမျှအမားကင်းအောင်နေပါအရှုပ်ရှင်းနေအောင်နေပါကိုကနေ့မှာအောင်မြင်ရမယ်ဆိုရက်ရွေချက်ရှိတဲ့လူတွေကိုပဲရွေချင်းဖြစ်ပါတယ်